မိဘပြည်သူများရှင်အမျိုးသားစာပေစုရှင်ဆရာကြီးဒေါက်တာတူလာကယခုလက်ရှိစာပေရေးသားနေုံသာမကစာအုပ်စာပေမျိုးစုံကိုလည်းဖတ်ရှုလေ့လာနေစေဖြစ်ပါတယ်ဆရာကြီးဖတ်ရှုလေ့လာနေတဲ့စာအုပ်စာပေများအကြောင်းကိုလည်းယခုအပိုင်းနှစ်တွင်ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်သီလသမารီနဲ့ပြည့်စုံတဲ့ပုံကိုယ်တွေအကြောင်းအထူးသဖြင့်တော့ဆရာတော်ကြီးတွေအကြောင်းတရားထိုင်တဲ့ပုံကိုယ်တွေအကြောင်းသူတို့အကြောင်းတွေဖတ်လိုက်တဲ့အခါမှာသူတို့ရဲ့သီလသမารီပညာတွေဟာကိုယ်ထဲဝင်လာတယ်လို့ပဲတခါတရံကိုသိတော်ခြင်းတဲ့အခါဘာတွေဖတ်လဲဆိုရင်ကဘာပေါ်မှာတော်တဲ့ပုံကိုယ်တွေသမတာကြီးတွေစာရေးဆရာကြီးတွေပညာရှင်ကြီးတွေစသဖြင့်ပေါ့ဗျာလူပုံကိုယ်တွေသိတော်တဲ့လူတွေရဲ့ဒီလိုပုံကိုယ်တွေကသူ့ဘဝကိုဒီအရှင်မျိုးရလာအောင်ဘယ်လိုလုပ်ရှာဖွေရတယ်လဲဆိုတာပြဿနာတွေကျုံလာရင်ဘယ်လိုများဖြေရှင်းရပါလဲလူတွေဟာပြဿနာလူတိုင်းကြုံတာပဲတခါတရံကိုပြဿနာအသေးချင်လောက်တဲ့အထိယုံရတာပဲတချို့လည်းအရှုံးပေးသွားတယ်တချို့လည်းအရှုံးမပေးဘူးအဲ့ဒီတည်းကယုံထွက်တယ်ကျွန်တော်ကအဲ့လိုပြဿနာတွေရှိလာရင်ကဘာကျော်ပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေမြန်မာကျော်ပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေသူတို့တွေဘဝကြီးမှာဘယ်လိုယုံထွက်ကံရတယ်လဲဆိုတာကိုသိအောင်အဲ့လိုပုဂ္ဂိုလ်တွေရဲ့စာတွေကိုကျွန်တော်ဖတ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေအကြောင်းဖတ်တယ်ဒီလိုမှမဟုတ်ပြောချင်ရင်တော့ကျွန်တော်ကာတွန်းဖတ်တယ်ပေါ့ဗျာကာတွန်းကတော့ကျွန်တော်အကြိုက်ပဲကျန်တာကတော့ကျွန်တော်စာပေနဲ့သမိုင်းအမြဲဖတ်တယ်ပေါ့အဲ့တော့ဒီအသည့်တွေဟာကျွန်တော်တို့မှာကိုသိမှမသိပါဘူးကိုသိမှမသိဘူးညအိယာဝင်တဲ့အခါကြတော့မှတခါလေးပြန်စဉ်းစားရင်ငါပါလေးအကြောင်းရေးရင်ကောင်းပါပဲသူတွေဒီအလိုလေးသူတို့စဉ်းစားမိမယ်မထင်ဘူးဆိုရင်ကျွန်တော်ထပြီးအနည်းဆုံးတော့မအိပ်မီခေါင်းစဉ်ကလေးနဲ့စာလေးတစ်ပိုက်တော့စာထားလိုက်တာပဲအဲ့ဒီလိုစာထားလိုက်တဲ့စာတွေကကျွန်တော်ကွန်ပျူတာထဲမှာတပုံကြီးပဲဘယ်မှမပြီးနိုင်နေဘူး။ဘာကြောင့်လဲဆိုတော့အိုင်ဒီယာရတဲ့အချိန်လေးမှာစတာပေါ့။လူတွေဟာကိုလှုပ်တတ်တဲ့အလုပ်မှာပေါက်မြောက်အောင်လုပ်ရင်မိသားစုကောင်းမကောင်းတော့မသိဘူးပေါ့ဗျာ။ကိုကတော့ကောင်းတာပဲ။နော်မိသားစုကတော့စီးပွားရေးအခြေအနေပြည်လဲခြင်းမှပြည်လဲမယ်။သို့တော်လည်းပဲကိုကတော့ကောင်းတယ်။ကိုအသိတွေများရလာလို့ကိုကသူများကိုလက်ဆင့်ကမ်းနိုင်နေတယ်ဆိုရင်သူများလည်းကောင်းလာနိုင်တာပဲအဲ့တော့ကျွန်တော်စိတ်ထဲမှာအသိတစ်ခုရလာတယ်စွန့်စားရတယ်စွန့်လွတ်ရတယ်ဆိုတာရှိတယ်ကိုစွန့်လွတ်ရနိုင်တယ်အကြီးဆုံးတော့ကိုမိသားစုစွန့်လွတ်ရနိုင်တယ်ဘယ်လိုဖြစ်နေလဲကျွန်တော်တို့ကကောင်းတာဟာအတွက်ဆိုရင်တော့စွန့်လွတ်ထိုက်တယ်လို့ယူဆအဲ့ဒါကြောင့်ကျွန်တော်ဒီစာရီရေးရတဲ့စိတ်တွေပို့ပြီးပေါ်လာတယ်ဇာမကြီးကောင်းနေရလည်းပဲကျွန်တော်ကိုအင်မတန်အားပေးတယ်သူအားပေးဖို့အားပေးနေရကျွန်တော်ကိုအမြဲတင်တယ်သူမင်းအဲ့ရဝင်တော့မယ်ဆိုရင်ဒီတိုင်းဝင်မအိတ်တယ်မဝင်မီချက်ချင်းပျော်သွားမှာမဟုတ်ဘူးအဲ့တော့နိုးလာလို့သိကျင်ပြုကျင်ရင်ကိုဖက်လက်စာအုပ်ကလေးဖတ်ချင်တဲ့စာအုပ်ကလေးကိုယူသွားပါမှတ်စုရေးဖို့အတွက်ခေါင်းနဲ့တရေနိုးလို့ပေါ်လာရင်မှတ်စုထရေးဖို့အတွက်ဘောပင်နဲ့မှတ်စုစာအုပ်လေးလည်းထားပါအဲ့ဒါသူကပြင်လိုက်တာနော်ခဏအထိကျွန်တော်ကအဲ့ရတဲ့ဝင်ရင်ကျွန်တော်စာအုပ်မပါပဲနဲ့မဝင်ကြဘူးဆရာမကြီးပြင်တာပိတ်ကောင်းအဲ့ဒါဘာလဲဆိုရင်သူကခေါင်းနဲ့ပေါ်လာရင်မနဲ့လင်းမှရေးမယ်လို့မပြောနဲ့မနဲ့လင်းမှရေးမယ်မပြောနဲ့မနဲ့လင်းရင်မပေါ်တော့ဘူးအဲ့ဒါကိုချက်ချင်းထားကြည့်လိုက်ပါအဲ့တော့တခါတည်းမှာလူတယောက်တိုင်းဟာထူးထူးခြားခြားအကြံလေးတစ်ခုပေါ်လာတတ်တယ်ဗျာအဲ့တော့စာရေးခြင်းဆိုတာပြန်ချုပ်ရင်တော့ပေါ့ဗျာ
ကျွန်တော်တို့လုံတတ်တာကကျောင်းဆရာလဲကျောင်းဆရာကျွန်တော်တို့ကျောင်းဆရာဆိုတာအလုံးနှစ်ခုပဲရှိတယ်နံပါတ်1ကလေ့လာရမယ်နံပါတ်2ကသင်ကြားရမယ်အဲ့ဒီလေ့လာမှုသင်ကြားမှုဟာအဓိကပဲဒါမဲ့လေ့လာမှုသင်ကြားမှုအပြင်ကျွန်တော်တို့အမွေထားခဲ့ရအဲ့ဒါကျွန်တော်ရဲ့ယုံကြည်ချက်ပဲကျွန်တော်ဆရာကြီးတွေကလည်းပဲဒီအတိုင်းပဲသူတို့ကပြောသွားကြတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့လေ့လာရမယ်သင်ကြားရမယ်နောက်တစ်ခုကရေးသားရမယ်ဆရာကြီးဒေါက်တာတန်းတော်ကမင်းအတန်းနဲ့ဝင်သွားတဲ့အခါတပည့်ကိုအသိစိတ်ကလေးမပြောနိုင်မင်းနဲ့ဘယ်တော့မှအတန်းနဲ့မဝင်နဲ့အော်စာအုပ်ထဲကပါတဲ့ဥစ္စာလေသူလည်းဖတ်ရသိတာပဲနော်စာအုပ်ထဲကပါတဲ့ဟာကပညာမဟုတ်တော့ဘူးကွာတဲ့တက္ကသိုလ်ရောက်နေတယ်သူကသူ့ဖတ်မှာတဲ့မင်းပြောစရာမလိုဘူးအဲ့လိုဆိုရင်စာအုပ်ထဲကပါတာမပြောရရင်ကျွန်တော်တို့ဘာပြောမလဲကျွန်တော်တို့ပြောနိုင်တာကစာအုပ်ထဲကပါတဲ့အကြောင်းအရာကိုအခြေတည်ပြီးစာအုပ်ထဲမှာမပါတာတွေကျွန်တော်တို့ပြောနိုင်ရအဲ့ဒီလိုဆိုရင်စာအုပ်ထဲမပါတာတွေပြောနိုင်မှုဟာကျွန်တော်တို့အလုံးနှစ်ခုလုပ်ရမယ်နံပါတ်1ကစာအုပ်တွေဖတ်ရမယ်စာအုပ်ထဲမှာမပါသေးရင်ကျွန်တော်တို့ကဝင်ဆင်ကြည့်ရသူတေသနာလုပ်ရအဲ့ဒီလိုမလုပ်နိုင်ရင်ကျွန်တော်တို့ကတပည့်ကိုအသိစိတ်မပေးနိုင်ဘူးအမြင်စိတ်မပေးနိုင်ဘူးအတွေးအခေါ်စိတ်မပေးနိုင်ဘူးကျွန်တော်တို့ကျောင်းသားကိုစာသင်တဲ့အခါတိုင်းအဓိကဘာလဲဆိုတော့ကျောင်းသားဟာစာအုပ်ထဲကစာတွေပြန်ရေးတာကျွန်တော်တို့စိတ်ထဲမှာပညာလို့မထင်ဘူးတင်ထားတာတွေမဟုတ်ဘူးဆိုရင်တော့သူ့ကိုလေးစားရတော့မယ်သူကကြောက်စရာကောင်းတဲ့သူဖြစ်လာပြီသူ့စီရပါကိုပညာရနိုင်တယ်အဲကျွန်တော်တို့လူကြီးတွေပဲဖြစ်ဖြစ်စာရေးဆရာပဲဖြစ်ဖြစ်ပညာရှင်ပဲဖြစ်ဖြစ်ကိုကြီးသိတယ်မထင်နဲ့ကိုတပည့်ရလဲတခါတည်းကိုတဲ့တော်တာတွေအများကြီးရှိတယ်နော်ကျွန်တော်တို့စာရီအရေးခိုင်းရတဲ့အခါတပည့်တွေကိုကျွန်တော်တို့လူချင်းတဲ့အားကသူတို့ဘာတွေမြင်ပြီးဘာတွေသိတယ်လဲဆိုတာကျွန်တော်တို့သိလို့ချင်တာကျွန်တော်တို့ပြောတဲ့အတိုင်းသိတယ်ဆိုရင်သူတန်ဖိုးထားလို့သိမရဘူးသူကအမှတ်သမားပဲကျွန်တော်တို့ပြောတာမဟုတ်ဘဲနဲ့အသိစိတ်တွေအမြင်စိတ်တွေတပည့်စီရယူရတယ်ဆရာနဲ့တပည့်ဟာဆရာကပေးရတယ်လို့ဆရာကတပည့်စီရယူရတာတွေရှိပါတယ်ကျွန်တော်တို့တပည့်စီရလည်းယူပါတယ်အဲ့တော့ဗျာကျွန်တော်တို့စာပါကြောင့်ရေးကလေးဆိုတော့စောစောကပြောခဲ့သလိုပါပဲသိကျင်လို့ရှာတယ်ရှာလို့သိတယ်သိတာတွေကျွန်တော်တို့ကြီးတဲ့ခံစားနေလို့မရဘူးသူများလည်းသိပါသေးလား share လုပ်တာပေါ့ knowledge share လုပ်တာပေါ့ကိုကရေးရင်သူများတွေကလည်းပဲကိုနဲ့သဘောမတူနိုင်တဲ့သူကရေးလာရင်ကျွန်တော်အမြတ်ရတယ်ဗျဘာကြောင့်လဲဆိုတော့ကိုနဲ့ဆန့်ကျင်ပဲရေးတာပဲဆိုပြီးဒီကောင်ကိုမလေးစားပဲနေလို့မရဘူးသူဘာကြောင့်ရေးသလဲဘယ်လိုမြင်လို့ရေးသလဲဘယ်ဟာကိုအဓိကထားရေးသလဲဆိုတာကျွန်တော်တို့အတွက်တန်ဖိုးကြီးပါတယ်အဲ့ဒါလည်းပဲမြင်ကျင်သိကျင်တဲ့အတွက်ကျွန်တော်တို့စာရေးပါတယ်ပေါ့တခါတည်းကျွန်တော်တို့စာရေးတာကိုသိကျင်တာပြည့်ပြည့်စုံစုံမသိလို့မို့ကျွန်တော်ရေးရလိုက်တဲ့ဟာတွေလည်းရှိပါတယ်ပြည့်ပြည့်စုံစုံမသိလိုက်တဲ့အခါပြည့်ပြည့်စုံစုံသိတဲ့သူကခမရဓာတွေတော့လုံးနေတာဓာတွေတော့မှားနေတာလို့သူတို့ပြောလာရင်ကျွန်တော်တို့မှာပညာရပါတယ်အဲ့ဒါကြောင့်ကျွန်တော်စာရေးပါတယ်ကျွန်တော်တို့ရေးတာလည်းဘာပဲရေးတာလဲဆိုတော့သမိုင်းပဲရေးတတ်ပါစာပေနည်းနည်းပါးပါးရေးတတ်တယ်ဟိုတုန်းကတော့ကျွန်တော်ကစာပေကိုတော်တော်အားတန်တယ်ရှီအောင်မြန်မာစာပေတွေကျွန်တော်အကုန်ဖတ်တယ်မြန်မာစာပေတွေကနေပြီးသမိုင်းတွေကျွန်တော်ဆွဲထုတ်ကြည့်တယ်အဲ့ဒီလိုပေါ့လေကျွန်တော်ကစာရေးစာဖတ်တဲ့အခါမှာဘာလုပ်လဲဆိုတော့ကျွန်တော်ကခြေအားချတဲ့လူလိုပေါ့ဗျာကိုတပည့်တွေကဘသူတွေကဘယ်နေရာလိုက်လာမလဲဆိုပြီးကျွန်တော်ကတပည့်တွေအတွက်တစ်ခါတည်းမှတ်ပြီးရေးရတဲ့စာတွေရှိတယ်တခုခုလုံးလိုက်ရင်ဒါငါပြီးအောင်လုပ်ထားတာမဟုတ်ဘူးနောက်ကတပည့်တွေကလိုက်လုပ်ကြ
အဲ့လိုစိတ်ကူးတွေနဲ့ကျွန်တော်စရမ်းနေရေးတာလဲအများကြီးရှိပါတယ်အဲ့တော့ညီကုန်းချုပ်ရင်တော့ပေါ့ဗျာကျွန်တော်စာရေးတတ်တာဆရာကြီးရဲ့ကြည်စုပါနောက်တစ်ခုကစာရီရေးနေတာကိုတက်လို့ရေးတာမဟုတ်ပါဘူးကိုတက်တာနည်းနည်းရနေပြီသူများစီကတုံ့ပြန်လာမယ်များလဲလူကျင်လို့ဖြစ်ပါတယ်ကျွန်တော်တို့တပည့်တွေကကျွန်တော်တို့လိုပဲရေးလာပြီးတော့အမွေတွေအဖြစ်နဲ့ပိုးပြီးပေးနိုင်ရင်နောက်လူတွေအမွေများရစေချင်လို့လည်းဖြစ်ပါတယ်အဲ့ဒါတွေကကျွန်တော်တို့စာရေးခြင်းရဲ့ရည်ရွယ်ချက်ပါအခုကျွန်တော်စာအုပ်ဖြစ်နေတော့29အုပ်ရှိပြီထင်တယ်အဲ့လိုတွေနဲ့ကျွန်တော်ကတော့ကိုရေးတယ်မရေးတယ်တဲ့အရေးကြီးတာကလူတယောက်ဖတ်ပြီးသွားလို့သူအသည့်တစ်ခုရှိသွားရင်ဟုတ်တာပေါ့ဗျာအခုတော့ကျွန်တော်နာမည်ရင်းနဲ့ရေးတာပဲကျွန်တော်မှတ်မိတယ်နာမည်ရင်းမဟုတ်ဘဲနဲ့ကျွန်တော်ကပေါက်ကရနာမည်နဲ့ရေးရင်ကျွန်တော်မသိတော့ဘူးကိုယ့်အကိုလည်းမေ့သွားပြီအဲ့တော့တကယ်တော့အဲ့ဒါပါပဲဗျာစာရေးတာကိုယ့်အကိုလည်းပဲနည်းနည်းရေးလိုက်ရင်တော့ရလောက်ပြီပေါ့လေသိလာတဲ့အခါကျတော့ကိုရှားပွေးထားတဲ့ knowledge လေးတွေမျှပေးတာသူများစီကယူပြီးသူတို့ကလည်းပဲမျှလာရင်ကိုရတာပေါ့နောက်တစ်ခုကတော့ကိုရေးခဲ့ထားရင်ကို့အတွက်သိရင်ကြံခဲ့မယ်အမွေပေါ့ဒီသဘောပါပဲယခုလိုအမျိုးသားစာပေစုရရှိခဲ့တဲ့ဆရာကြီးဆရာမကြီးများ၏ဘဝအတွေ့အကြုံများမှတ်သားဖွယ်ရာစာပေအကြောင်းအရာများနှင့်ဆုံးမဩဝါဒများကိုလူငယ်များလေးစားအတူယူပွဲတင်ဆက်ပေးလိုက်ရပါတယ်ရှင်။